ကျမ်းမာရေးစီးရီးလို့ခေါ်တဲ့ကျမ်းမာခြင်းတို့များအတွက်လက်ဆောင်မုံလေးကိုပေးပြစီရှင်။ဘာလေးလက်ဆောင်ပေးမှလဲဆိုလို့ရှိရင်ညီမလေးတို့လင်းလက်တဘာဝထုတ်ကုန်ပစ္စည်းလေးတွေကိုရောင်းချသူတွေသုံးစွဲသူတွေအတွက်ညီမလေးတို့ရှိမှာcashback အစီအစဉ်လေးတွေရှိပါတယ်။ cashback အစီအစဉ်လေးတွေကဆိုလို့ရှိရင်အချိန်တိုတွင်းလေးပဲလုပ်ပေးတာဖြစ်တဲ့အတွက်ကြောင့်အမြန်ဆုံးလာမှတော့စိတ်ချပါမယ်နော်ဒီကောင်ဆိုရင်အရင်နာမည်ကြီးတဲ့ကစုံရုံးနေကြလေးပါရှင့်ဒီကောင်လေးကလုံးဝဝင်းမှန်စေတယ်ခဏကိုယ်ထဲမှာအိုးရှင်းအစီကျစေပါတယ်ရှင့်ဒီကောင်လေးကတော့လုံးဝကရမတ်မုံလေးပါခလေးတွေရှိတဲ့အိမ်တိုင်းစောင့်ထားတဲ့ကရမတ်မုံလေးတစ်ခုပါရှင့်အကြာကြီးသုံးခံပါတယ်နော်ဒီကောင်လေးဆိုလို့ရှိရင်လုံးဝမိကလေးတိုင်းအတွက်မရှိမဖြစ်အရာလေးတစ်ခုဖြစ်ပါတယ်ကျမ်းမာခြင်းတဲ့မိကလေးတိုင်းအတွက်ခုဆိုလို့ရှိရင်ဒါလေးတစ်ခုစောင့်ထားပါတဲ့အိမ်မှာရေအေးဖြစ်တာတို့တဲ့အိမ်မှာပြောရမယ်မိကလေးတွေအတွက်အထစ်ကကြတဲ့အရာလေးတွေကိုသူကဒီကထည့်သွင်းပေးထားတာဖြစ်တဲ့အတွက်ကြောင့်အရင်တန်နေအရင်လက်သုံးဆွဲစီစဉ်ပါတယ်ဒါမျိုးလေးတွေကိုသုံးဆွဲစီစဉ်လုံးညီမလေးမှာဒီလိုမျိုး cashback အစီအစဉ်လေးတွေလုပ်ပေးထားပါတယ်ဒီဟာလေးတွေကိုညီမလေးရှိမှာဝင်မယ်ဆိုရင်တောက်တစ်ထောင်တက်နဲ့ရရှိနေပါပြီသုံးမှုတဲ့လူတွေအားလုံးက comment မှာရေးပေးခဲ့ပါအသေးလေးပေးခြင်းဖြင့်ကူညီပေးပါရှင့်ကျေးဇူးတင်ပါတယ် Smart လေးကောင်းပါရှင့်